ညာနဲ့တန်းကောင်အချိန်မှာအမျိုးသားတဦးဖုံးပြောရင်းလမ်းလျှောက်နေပါတယ်ဖုံးချပြီးနောက်သူ့နောက်ကကားတစ်စီးလိုက်နေတာကိုတတိထားမိလို့သူအတက်နိုင်ဆုံးပြန်လှည့်ပြေးပါတယ်ရုတ်တရက်ဆိုင်ကယ်ဥထုတ်ဆောင်းထားတဲ့လူတစ်ယောက်ကနောက်ကနေခုံအုပ်ပြီးသူ့ကိုတတိလစ်သွားအောင်လှုပ်လိုက်ပါတော့တယ်အဲ့ဒီနောက်သူ့ကိုကားနောက်ဖုံးတဲ့ထည့်သွားတာပါပဲဒီနောက် Chris ဆိုတဲ့ထပ်ပုံဆရာနဲ့သူ့ရဲ့ Rose ဆိုတဲ့ချစ်သူတို့ဟာခီးထော်ဖို့ပြင်ဆင်နေကြပါတယ် Chris က Rose ရဲ့မိဘတွေနဲ့ပထမဆုံးအကြိမ်တွေ့ရတော့မှဖြစ်လို့စိတ်လှုပ်ရှားနေတာပေါ့ Rose ကတော့သူ့မိဘတွေကလူမျိုးရေးခွဲခြားသူတွေမဟုတ်ပါဘူးလို့နှစ်သိမ့်ခဲ့ပါတယ်သူတို့နှစ်ယောက်ဟာကားနဲ့ထွက်ခွာခဲ့ကြပါတယ် Chris ကဆေးလိပ်တောက်ဖို့လူတော့ Rose ကဘီဒင်းပေါက်ကနေလွှင့်ပစ်လိုက်ပါတယ် Chris ကသူ့တငယ်ချင်း Rod ကဖုန်းခေါ်ပြီးခွေးလေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်စကားပြောပါတယ်လမ်းမှာကားမောက်ပြီးသမင်တကောင်ကိုတတ်မိခဲ့ကြပါတယ်အရာရှိတူရောက်လာပြီး Chris ရဲ့မှတ်ပုံတင်ကိုတောင်းတော့ Rose ကလူမျိုးရေးခွဲခြားတဲ့အပြုအဖြစ်ကြောင့်ပြောပြခဲ့ပါတယ်အရာရှိပြန်သွားပြီးနောက်ခဏကြာမှသူတို့ဟာအိမ်ကိုရောက်ရှိလာခဲ့ပါတယ်ချန်ဆန်ဝါတာကသူတို့ကိုကြိုဆိုခဲ့တာပါအဲ့ဒီနောက် Chris က Rose ရဲ့မိဘတွေဖြစ်တဲ့ Dan နဲ့ Missy တို့နဲ့တွေ့ဆုံခဲ့ပါတယ်Dan ကသူတို့နှစ်ယောက်ချင်းတွေ့တာဘယ်လောက်ကြာပြီလဲမေးတော့ Chris နဲ့ Rose တို့က4လနဲ့5လဆိုပြီးပြန်ဖြေကြပါတယ်ဒင်းက Chris ကိုအိမ်လိုက်ပြခဲ့ပါတယ်မက်ဆီကတော့စိတ်ယောဂါကုဆရာဝန်တဦးဖြစ်လို့သူ့မှာယုံကန်တီးတန့်ရှိပါတယ်အိမ်လိုက်ပြနေရင်ဒင်းကမြေအောက်ခန်းတကားကိုမြင်တော့မှုပြဿနာကြောင့်ပိတ်ထားရတယ်လို့ပြောပါတယ် Chris ဟာသူတို့ရဲ့အိမ်ဖော်ဂျော်ဂျီနာနဲ့လည်းတွေ့ဆုံခဲ့ပါတယ်ပါတီပွဲကျင်းပမဲ့ရက်ရောက်လာချိန်မှာ Chris ဟာကောင်းကောင်းအိမ်မပြောပါဘူးသူအောက်ထပ်ကိုဆေးလိပ်ခိုးတောက်ဖို့ဆင်းလာခဲ့ပါတယ်အိမ်ရှိချန်ထဲရောက်တော့ Walter ကသူ့စီကိုပြေးလာတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့ Walter ကသူ့ကိုကတ်မတိုက်ခင်ကြွေသွားခဲ့တာပါပဲ Chris ကအိမ်ထဲကိုပြန်ဝင်တော့ Missy ကသူ့ကိုဆေးလိပ်တောက်တာအန်တရယ်ရှိတယ်လို့ပြောပါတယ်။ Missy ကစိတ်ကိုဘလို့ထိန်းချုပ်ရမလဲဆိုတာကိုရှင်းပြရင်သူ့အမိတေဆုံးခဲ့တဲ့နေ့အကြောင်းမေးပါတယ်။ Missy ကသူ့လက်ဖက်ရည်ကိုမွှေးနှောက်နေချိန်မှာ Chris ကငိုကြွေးပြီးတတိလစ်သွားခဲ့ပါတော့တယ်။ပါတီဝဲစတင်ချိန်မှာ Rose က Chris ကိုဧည့်သည်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။ဧည့်သည်အားလုံးမှ Chris ရဲ့လူမျိုးနဲ့ပတ်သက်ပြီးရိုင်းဆိုင်တဲ့မှတ်ချက်တွေပြီးခဲ့စားတာပါပဲ။ Chris ကမသက်မသာဖြစ်ပြီးဓာတ်ပုံရိုက်ရင်းရှောင်ရှားနေခဲ့ပါတယ်။အဲ့ဒီနောက် Chris က Logan ဆိုတဲ့နောက်ထပ်အသားမဲလူတစ်ယောက်ကိုတွေ့ဆုံခဲ့ပါတယ်။ Logan ကတော့အိဆက်ဆက်မင်းဟာထားနဲ့အခြေခံစကားလုံးတွေပဲပြန်ဖြေပါတယ်။ Logan နဲ့စကားပြောနေစဉ် Chris ကသူ့ကိုဓာတ်ပုံရိုက်ဖို့လုပ်တော့အလင်းပြန်ပြီး Logan တတိလစ်သွားခဲ့ပါတယ်။ Logan က Chris ကိုသူ့အဝတ်စားတွေကနေဆွဲကင်ပြီးထွက်သွားဖို့ပြောပါတယ်။ Chris က Rose ကို Logan ဟာဝက်ယူပြန်တာမဟုတ်ကြောင်းပြောပြခဲ့ပါတယ်။အဲ့ဒီအချိန်မှာဧည့်သည်တွေက Chris ကိုကျုံအဖြစ်ရောင်းချဖို့လီလံပြစ်နေကြပါတယ်။ Chris နဲ့ Rose ဟာတော်ထဲမှာရှိနေတော့ Chris ကသူ့အမေတေဆုံးခဲ့တဲ့ကိစ္စအတွက်သူ့ကိုယ်သူအပြစ်တင်မိကြောင်းပြောခဲ့ပါတယ်။သူတို့အင်ကိုပြန်ရောက်တော့ Chris က Logan ရဲ့ပုံကို Rod စီရှူဝတ်ပို့ပေးလိုက်ပါတယ်။ Rod က Logan ဟာသူတို့တငယ်ချင်းရဲ့ချစ်သူဟောင်း Andre ဖြစ်ကြောင်းပြောပြပါတယ်။ Rod ကမိသားစုကသူ့ကိုစိတ်ထိမ်ချုပ်ပြီးကျွင်းဖွေအောင်လုပ်နေတာလို့ပြောပါတယ်။ Chris ကဖုံးချပြီးနောက်သူတို့အများဆုံးထွက်သွားရမယ်လို့ Rose ကိုပြောခဲ့ပါတယ်။ Rose ကအိတ်ကိုသွားရှာနေတော့ Chris ကအဝတ်စားဗီဒီယိုတကားဖွင့်နေတာကိုတွေ့လိုက်ပါတယ်။ဗီဒီယိုထဲမှာတော့ Rose ရဲ့ချစ်သူဟောင်းအသားမဲယောက်ျားလေးမိန်းကလေးတွေနဲ့ Georgina နဲ့ Walter တို့ရဲ့ဓာတ်ပုံတွေအပြည့်ရှိနေပါတယ်။ Chris ကတကားကိုပြန်ပိတ်ပြီး Rose စီလာခဲ့ပါတယ်။သူတို့အောက်ထပ်ဆင်းလာတော့ Jeremy ကတကားကိုပိတ်ထားပါတယ်။ Chris ကသူတို့ထွက်သွားမယ်လို့ပြောတော့ Rose က Chris ရဲ့ခွေးဖျားနေလို့ဆိုတဲ့အကြောင်းပြချက်ကိုပြီးခဲ့ပါတယ်။ Missy ကလက်ဖက်ရည်ခွက်ကိုခောက်လိုက်တာနဲ့ Chris လဲကျပြီးတတိလစ်သွားပါတော့တယ်။ Chris ရဲ့စိတ်ဟာနစ်မြုပ်နေတဲ့နေရာမှာပိတ်မိနေခဲ့ပါတယ်။ Rose ကသူ့ကိုသူမရဲ့အချစ်ဆုံးတွေကတယောက်လို့ပြောခဲ့တာကိုလည်း Chris ကကြားခဲ့ပါတယ်။နောက်နေ့မနက်မှာ Chris ဟာမြေအောက်ခန်းထဲမှာလက်ပြန်ကျူးတုပ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ TV မှာ Rose ရဲ့အဖိုးက Chris ကိုရွေးချယ်ခဲ့တာဟာသူ့ရဲ့ရုပ်ပိုင်းဆိုင်ရာအားသာချက်တွေကြောင့်ဖြစ်ကြောင်းပြောပါတယ်။မိသားစုဟာလူဖြူရဲ့ဦးနှောက်ကိုလူမဲရဲ့ခန္ဓာကိုယ်ထဲထဲသွင်းတဲ့သွေးခဲချင်းဆိုတဲ့လုပ်ငန်းစဉ်တစ်ခုကိုတီထွင်ခဲ့ကြတာပါ။ဒါမှသာလူဖြူရဲ့ဉာဏ်ရည်နဲ့လူမဲရဲ့ခွန်အားကိုပေါင်းစပ်နိုင်မှာပါ။ဒီလိုနဲ့ Rose ကလူမဲတွေကိုချိန်တွေးပြီးတားကောင်အစ်စ်တွေရှာဖွေခဲ့တာပါပဲ။ဒီချိန်မှာ Rod က Chris ကိုဖုန်းခေါ်ပေမဲ့မရခဲ့ပါဘူး။သူက Andre ကိုအင်တာနက်မှာရှာကြည့်တော့
6လအကြာပျောက်ဆုံးနေကြောင်းသိရပါတယ်။ Rod ကရဲကိုအန်ဒရီရဲ့ပုံပြပြီးစိတ်ထိန်းချုပ်ထားတဲ့ဂျွန်သီယိုရီကိုပြောပြပေမဲ့ရဲတွေကရေခဲကြပါတယ်။ Rod က Rose ကိုဖုန်းခေါ်ပြီးသီယိုရီကိုပြောပြတော့သူမကဒေါသထွက်ပြီးဖုန်းချသွားခဲ့ပါတယ်။ မီအောက်ခန်းမှာ Crit နိုးလာတော့ TV မှာနောက်ထပ်ဗီဒီယိုတစ်ခုကိုဖွင့်ပြပါတယ်။ဒီတစ်ချိန်မှာတော့မျက်မြင်ကယ်လီပိုင်ရှင်ဂျင်းကလှုပ်ထုံးလုပ်နည်းကိုရှင်းပြခဲ့ပါတယ်။ပထမအဆင့်ကစိတ်ညှို့ခြင်းဖြစ်ပြီးဒုတိယအဆင့်ကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုပါပဲ။ဂျင်းရဲ့ဦးနှောက်ကိုထည့်သွင်းပြီးတာနဲ့ Crit ကနှိမ့်ညွတ်နေတဲ့နေရာမှာပဲထားဝရနေရမှာပါ။ ဗီဒီယိုပြီးသွားတော့ Crit ကကလထိုင်ကိုပုတ်ဆွဲရင်းဂွင်းတွေထွက်လာတာကိုသတိထားမိလိုက်ပါတယ်။ TV မှာလက်ဖက်ရည်ခွက်ကိုထပ်ဖွင့်ပြတော့ Crit ကသတိလစ်သွားဟန်ဆောင်လိုက်ပါတယ်။ခဏအကြာမှာဂျင်ဟာခွဲစိတ်ကူးသားတဲ့စပွဲပေါ်မှာအိပ်ပျော်နေခဲ့ပါတယ်။ Jeremy က Crit ရဲ့ကြိုးတွေကိုဖြီပေးပြီးဘီးတက်ကလထိုင်ပြင်ဆင်မှုနောက်လှည့်လိုက်ပါတယ်။ Crit ကကလထိုင်ကခွမ်းဒီကိုသူ့နားတွေပိတ်ဆို့ဖို့အသုံးပြုပြီးစိတ်ညှို့ခြင်းကိုခုခံခဲ့တာပါပဲ။ပြီးတော့သူကသတိလစ်ဟန်ဆောင်ပြီး Jeremy ကိုပူးကန်ပေါ်နဲ့နှစ်ချက်ရိုက်ပြီးသတိလစ်သွားစေခဲ့ပါတယ်။ တင်းကစူညံထန်းချလို့ခွဲစိတ်ခန်းထဲကထွက်လာတော့ခရစ်ကနိုင်ရန်ဘောကတမင်ကောင်းကိုဖြုတ်ယူပြီးတော့သူ့ကိုထိုးတက်ခဲ့ပါတယ်။တင်းလဲကြကမိရှုံမိပြီးတော့မိလေစတင်လောင်ကျွမ်းပါတော့တယ်။ခရစ်ကသူ့ဖုံးယူဖို့မိဖို့ချောင်းကိုထော်တော့ဂျော်ဂျီနာကသူ့ကိုမြင်တာနဲ့ထွက်ပြေးပါတယ် မက်ဆီကလည်းသူ့ကိုမြင်တော့ခွက်တိုပြေးယူပါတယ်။ခရစ်ကခွက်တိုအရင်ယူပြီးရိုက်ခွဲလိုက်ပါတယ်။မက်ဆီကဓာတ်နဲ့ထိုးဖို့ကြိုးစားပေမဲ့ခရစ်ကသူ့လက်နဲ့လွယ်လွယ်ကူကူကာကွယ်ခဲ့ပါတယ်။နောက်တော့ခရစ်ကမက်ဆီကိုပြန်တက်ခဲ့ပါတော့တယ်။ခရစ်ကထွက်ဖို့လုပ်တော့ဂျေရမီကသူ့ကိုခွန်အုပ်ပြီးတကားကိုပက်ပစ်လိုက်ပါတယ်။ခရစ်ကဂျေရမီကိုလည်းတတ်ပြီးတော့ကိုယူသွားခဲ့ပါတယ်။ Chris က Jeremy ရဲ့ကားထဲဝင်တော့ခရီးသည်ထိုင်ကုန်ပေါ်မှာဆိုင်ကယ်ဦးထုတ်တစ်လုံးကိုတွေ့လိုက်ရပါတယ်။ဒါက Jeremy ဟာ Andrew ကိုပြန်ပေးဆွဲခဲ့တာကိုဖော်ပြနေပါတယ်။သူကကားမောင်းထွက်ရင်း611ကိုခေါ်တော့အာယုံပြက်ပြီး Georgina ကိုတိုက်မိသွားပါတယ်။ Chris ကသတိလစ်နေတဲ့ Georgina ကိုကားထဲထည့်ပြီးခေါ်သွားခဲ့ပါတယ်။ Rose ကမီးလောင်နေတဲ့အိမ်ထဲကထွက်လာပြီးတနက်နဲ့ပစ်ဖို့လုပ်ပေမဲ့ကားကထွက်သွားပါပြီ။ Royce ကအဖွားလို့တီးတိုးပြောလိုက်ပြီး Georgina နဲ့ Walter တို့ဟာသူ့ရဲ့အဖိုးအပွားတို့ရဲ့ခန္ဓာကိုယ်အသစ်တွေဖြစ်ကြောင်းဖော်ပြခဲ့ပါတယ်။ Georgina နိုးလာတော့ Chris ကိုသူ့အိမ်ကိုဖျက်ဆီးခဲ့တဲ့အတွက်အပြစ်တင်ပြီးတိုက်ခိုက်ပါတယ်။ကားကတစ်ပင်ကိုဝင်တိုက်မိပြီးနှစ်ယောက်စလုံးသတိလစ်သွားပါတယ်။ Chris ကချက်ချင်းနိုးလာပြီး Georgina တေဆုံးသွားတာကိုတွေ့လိုက်ရပါတယ်။ရုတ်တရက်တနက်တန်ရာကြောင့်နောက်ကြည့်မှန်ပျက်စီးသွားပါတယ်။ Crit ကကားထဲကထွက်ပြီးခြေထောက်ဆွဲပြီးရှောက်သွားဖို့ကြိုးစားပေမဲ့ Rose ကသူ့ကိုဆက်ပစ်နေပါတယ်။ Walter ကလည်းရောက်လာပြီး Crit ကိုလဲကျသွားအောင်လုပ်လိုက်ပါတယ်။ Walter ကသူ့ကိုတတ်ဖို့လုပ်တော့ Crit ကသူ့ဖုံးကိုထုတ်ပြီးဓာတ်ပုံရိုက်လိုက်ပါတယ်။ ဓာတ်ပုံရိုက်လိုက်တဲ့အလင်းကြောင့်ဝါဒါရဲ့စစ်မှန်တဲ့စိတ်ဝိညာဉ်ပြန်ပေါ်လာခဲ့ပါတယ်။ Rose ကသူတို့အနိုင်ရပြီလို့ထင်ပြီးအနားကိုကတ်လာပါတယ်။ ဝါဒါကသူ Rose ရဲ့အဖိုးဟိုင်းဆောင်ပြီးတနက်ကိုယူလိုက်ပါတယ်။ပြီးတော့ Rose ကိုပိုက်ထဲပစ်ခဲ့ပါတယ်။သူစိတ်နဲ့ဒီလိုအသက်မရှင်ချင်းတော့လို့ဝါဒါကတနက်ကိုအသုံးပြုပြီးကိုတတ်တည်သွားပါတယ်